အားလုံးပဲမင်္ဂလာပါဂျပန်အကောင့်ဘယ်လိုဖွင့်ရလဲဆိုတော့ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဂျပန်အကောင့်ဖွင့်တော့မယ်ဆိုရင်ပထမဦးဆုံးကျွန်တော်တို့ရဲ့စံကတ်တွေကိုအရင်ဆုံးထုတ်ထားပြရပါမယ်ပြီးရင်ဒီ Chrome မှာရှိတဲ့ data တွေကိုရှင်းလင်းပြရမှာဖြစ်ပါတယ် Chrome လေးကိုဖိလိုက်ပါအဲ့ဒီနေပါပြီးရင်အကောင့်လေးနေပါပြီးအကောင့်လေးနေပါအဲ့ဒီနေပါအစုံရင်ရတော့ပါပြီပြီးရင် VPN နဲ့ဝင်မယ်ပေါ့နော် VPN ကကျွန်တော်ဒီမှာ Potato VPN ကိုအသုံးပြုထားပါတယ်ဒီကောင်ကချိတ်ဆက်ရလဲလွယ်ကူပါတယ်ကျွန်တော်ပြောဖို့မေ့တော့လို့ပါဂျပန်အကောင့်ဖွင့်တော့မယ်ဆိုရင်ဘာနဲ့မှချိတ်ဆက်တာခြင်းမရှိတဲ့ Gmail အကောင့်အသစ်တစ်ခုလိုအပ်ပါတယ်အဲ့ဒီနေရာလေးကိုနှိပ်လိုက်ပါကျွန်တော်ကဂျပန်အကောင့်ဖွင့်မှာဖြစ်တဲ့အတွက်တူဂျိုဆိုတဲ့ဂျပန်ဟာလေးနဲ့ချိတ်ဆက်လိုက်ပါအစုံအဆင်ပြေပါပြီBraro အနေနဲ့ဒီ Speed Up ဆိုတဲ့ software လေးကိုထောင်ထားဖို့လိုပါတယ်အထက်ကိုဝင်လိုက်ပါနည်းနည်းတော့စောင့်လိုက်ပါပြီးရင် Go ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့နေရာမှာတူဂျိုဆိုပြီးပေါ်နေပါတယ်အဲ့လိုဆိုရင်ကျွန်တော်တို့ဂျပန်အကောင့်ရဖို့သိချပါတယ်နော်ပြီးရင်ကျွန်တော်တို့ Chrome ထဲကိုဝင်လိုက်ပါ Search bar မှာ tiktok.com ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒီနေရာမှာသူက TikTok ထဲတွားမလားဆိုပြီးပေါ်နေပါတယ်ကျွန်တော်တို့ TikTok ထဲပြန်ဝင်ပါဘူးနောင်နှိပ်လိုက်ပါပြီးရင် profile ထဲကိုဝင်လိုက်ပါပြီးရင် login ဝင်လိုက်ပါကျွန်တော်တို့က Google email နဲ့ဝင်မှာဖြစ်တဲ့အတွက်ဒီမှာ renew with Google ဆိုတာလေးကိုနှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့ကအသစ်ဖွင့်လာတဲ့ Gmail အကောင့်နဲ့ဝင်ရမှာဖြစ်ပါတယ်အခုကျွန်တော်ဆိုမောင်လင်းဆိုတဲ့အကောင့်ကိုကျွန်တော်နှိပ်လိုက်ပါတယ်